အောင်မြင်သူတွေရဲ့နောက်ွယ်ဟာလူတွေမသိသေးတဲ့လျှို့ဝှက်ချက်သင်ရောသတိထားမိဘူးလားဘဝမှာတကယ်အောင်မြင်နေတဲ့လူအများစုဟာသူတို့ကြိုးစားနေချိန်မှာဘာတမ်းမှထွက်မလာကြဘူးဆိုတာကျွန်တော်တို့တွေအများစုဟာလူတွေရဲ့အောင်မြင်မှုပြကွက်တွေကိုပဲအမြဲမြင်တွေ့ရလေရှိပါတယ်သူတို့စီးနေတဲ့ကဝတ်ထားတဲ့အဝတ်အစားနဲ့ရရှိထားတဲ့အဆင့်အတန်းတွေကိုပေါ့ဒါပေမဲ့အဲ့ဒီအလင်းရောင်တွေရဲ့နောက်ွယ်မှာလူတွေမသိအောင်ရင်းနှီးထားရတဲ့အမောင်လူတစ်ခုရှိနေပါတယ်အဲ့ဒါကတော့သူများတွေအိတ်နေချိန်မှာနိုးနေရတဲ့ညာပေါင်းများစွာအချိန်ချင်းလဲကျမှုပဲမဲ့ပြန်ထခဲ့ရတဲ့ဒဏ်ရာတွေအားလုံးဟာမဖြစ်နိုင်ဘူးလို့ပြောချိန်မှာတော့မိမိကိုယ်ကိုယုံကြည်ခဲ့ရတဲ့တတ္တိတွေပါပဲအောင်မြင်မှုဆိုတာရုတ်တရက်ရောက်လာတဲ့ကံကောင်းခြင်းမဟုတ်ပါဘူးဒါနေ့စဉ်နေ့တိုင်းစီကံရှိရှိနဲ့ပြုလုပ်ခဲ့တဲ့သေးငယ်တဲ့အလေးအကျင့်လေးတွေရဲ့ရလဒ်ပါမနှက်ဖြန်ကြရင်ပြောင်းလဲမယ်ဆိုတဲ့စကားကိုခဏမေ့ထားလိုက်ပါဒီနေ့ဒီအချိန်ဒီနေရာကပဲမင်းဘဝကိုစတင်ပြောင်းလဲနိုင်မဲ့တခုတည်းသောအခွင့်အရေးပါတခြားသူတွေရဲ့တိုးတက်မှုကိုငေးကြည့်ပြီးအချိန်မဖြုံးပါနဲ့မင်းရဲ့လမ်းကြောင်းပေါ်မှာပဲအာရုံစိုက်ပါတိတ်ဆိတ်စွာကြိုးစားပါမင်းရဲ့အောင်မြင်မှုအတန်ကပဲလူတွေကိုအဖြေပေးပါစေလဲကြတာဟာရှုံးနေခြင်းမဟုတ်ပါဘူးပြန်မထားတော့တာကမှတကယ်ရှုံးနေခြင်းပါမနှက်ဖြန်ရဲ့နေရောင်ကြီးဟာအမောင်ဆုံးသကောင်းရံကိုဖြတ်တန်းပြီးမှရောက်လာတာပါမင်းရဲ့ကြိုးစားမှုတွေကိုဘယ်တော့မှမလျှော့ပါနဲ့